အဲ့ဒီလူဟာသူ့ကိုတက်ဖို့ဆေးရုံထိလိုက်လာတဲ့လူ၃ယောက်ကိုရုတ်တရက်တွေ့လိုက်ရပါတယ်။သူတို့ရန်ကနေပုံအောင်ဖို့အတွက်သူဟာဂျစ်ပစံပတိအင်္ဂရေတုံးကြီးတဲ့ကိုတကိုယ်လုံးအမြန်ပဲရှိုးဝင်ပုံအောင်ပြီးငြိမ်ငြိမ်လေးနေခဲ့ပါတယ်။အဲ့ဒီလူ၃ယောက်အနားကိုရောက်လာတဲ့အခါပတိတုံးထဲမှာဘသူ့ကိုမှမတွေ့ရပါဘူး။ဒါပေမဲ့တန်တရားမပြေသေးတဲ့အတွက်သူတို့တဲကတယောက်ကစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာရမ်းဘီလူးတောင်ဒိုင်းနမိုက်တချောင်းကိုထုတ်မိညှိပြီးပတိတုံးထဲကိုပစ်ထည့်လိုက်ပါတယ်ပြီးတော့သူတို့တွေဟာလိုက်ကာနောက်မှာအမြန်ပုံးပြီးပောက်ကွဲမဲ့အချိန်ကိုစောင့်နေခဲ့ကြပါတယ်။ဒါပေမဲ့အထက်ကလူကအေးအေးဆေးဆေးရဲ့ရမ်းဘီလူးတောင်ကိုပြန်ကောက်ပြီးသူတို့စီပြန်ပစ်လိုက်ပါတယ်။အဲ့ဒါကသူတို့အနားမှာပဲသွားကြတဲ့အတွက်အားလုံးပြပြတလဲဖြစ်သွားကြပါတယ်။သူတို့လည်းအလန့်တကြားနဲ့ဘုံကိုပြန်ကောက်ပြီးပတိတုံးရဲကိုပဲထပ်ပစ်ထည့်လိုက်ပြန်ပါတယ်။ဒီတခါတော့အထက်ကလူဟာပြန်ပစ်ဖို့အချိန်မမီတော့ပါဘူး။ဘုံပေါက်ကွဲသွားပြီးအဲ့ဒီလူကိုလေထဲအထိလွင့်စင်သွားစေခဲ့ပါတယ်။အဲ့ဒီလူ၃ယောက်ကတော့အလုပ်ကိစ္စပြီးသွားပြီလို့ထင်လိုက်ကြတာပါ။ဒါပေမဲ့သူတို့အံ့ကြသွားရတာကအဲ့ဒီလူဟာအသက်ရှင်နေစေဖြစ်ပါတယ်။ဒါကြောင့်သူတို့ဟာခေါင်းအုံးကိုယူပြီးသူ့ကိုနှာခေါင်းပိတ်တက်ဖို့စူးစမ်းကြပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲအတန်တွေကြားလို့လုံခြုံရေးဝန်ထမ်းတယောက်တကားကိုတွန်းဖွင့်ပြီးဝင်လာပါတယ်။လူ၃ယောက်ဟာလူနာတွေအဖြစ်အမြန်ပဲဟန်ဆောင်လိုက်ကြပေမဲ့သူနာပြုဆရာမတယောက်ကတန်တရားဝင်ပြီးသူတို့လောက်ရက်ကိုလက်ပူးလက်ကျက်မိသွားပါတယ်။နောက်ဆုံးမှာတော့သူတို့၃ယောက်ဟာထွက်ပြေးဖို့ကလွဲလို့အခြားရေးချယ်စရာမရှိတော့ပါဘူး။